လက်ရှိကျွန်တော်တို့နိုင်ငံရဲ့မြန်မာပြည်ရဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်မြန်မာလူမျိုးတွေနားထောင်လို့ရတယ်လို့မြန်မာလူမျိုးတွေရဲ့မင်္ဂလာပါခေဦးရှင်ထဲမှာကြိုဆိုပါရခင်ဗျာကျွန်တော်တို့ရဲ့ရှင်ထဲဆိုရင်မြန်မာနိုင်ငံအတွင်းကလက်ကျန်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးသတင်းကောင်းများကိုတင်ဆက်ပေးနေတဲ့ရှင်ထဲပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်ထဲကိုစောင့်မျှော်အားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာအင်တာနက်သုံးစွဲမှုခက်ခဲနေတဲ့အခြေအနေကိုလည်းနားလည်ပါတယ် VPN တွေဖွင့်ပြီးတော့ကြည့်တယ်ဆိုလည်းရပါတယ်ဆိုတော့စတာပါအဲ့တော့မြန်မာပြည်မှာဘာတွေဖြစ်နေလဲဆိုတော့မြန်မာပြည်မှာဘာတွေဖြစ်နေလဲမိတို့ရဲ့ရက်ွက်ပတ်ဝန်းကျင်ဒေတာအခြေအနေတွေကောမန့်မှာရေးထားပြီးမြန်မာပြည်မှာဘာတွေဖြစ်နေတယ်လို့ကျွန်တော်မြင်တာလေးကိုပြောပြမယ်နံပါတ်1ရွှေစည်းတစ်ကြက်သားကို300နီးပါးတက်တော့နံပါတ်2ကားဈေးတွေဖျို့ဖျဲပြုတ်ကြနံပါတ်3အိမ်ချောင်မေဈေးကွက်ပြိုကျမယ်ဘာကြောင့်လဲငွေမဲတွေကစားကြလိပြီတိုင်းပြည်ကိုဖျက်ဖို့ကြံနေပြီဘယ်သူတွေလဲကြားဖြန့်စစ်ဗိုလ်ချုပ်တစုပေါင်းပြီးတော့လုံးမဲ့အခြေအနေတွေမှာရွှေညေအိမ်ကာအဆရှိတဲ့ဈေးကွက်ဖျို့ဖျဲဖြစ်မှုမကြခဲ့လာမယ်ခင်ဗျားတို့ဗန်တွေကပတ်စံတွေစစ်တပ်ကတနက်ထောက်ပြီးလူယူဖို့မကြခင်လာလိမ့်မယ်နော်ဒီအပိုင်းလေးဆိုရင်ဗတ်ဈေးအမတန်မြင့်တက်လာပြီးမာငွေဈေးပြုတ်ကျလာတယ်ထက်ကြအောင်ပါဒါကစစ်တပ်ကကာလနာကြီးဖြစ်သွားအောင်ပေါ့ဗျာတိုင်းပြည်ကိုကာလပြတ်ကာလနာကြီးဖြစ်သွားအောင်လုပ်လိုက်တဲ့အခြေအနေဇိုးတွေအောက်မှာမွန်းကျက်နေတဲ့ပြည်သူလူထုဘဝအဲ့ဒါကိုမကြိုက်လို့တော်လှန်ရေးဆင်နွှဲနေတဲ့သူတွေတိုင်းပြည်လုံးပြည်သူလူထုထောက်ခံမှုနဲ့ဆင်နွှဲနေတဲ့သူတွေရှိတယ်အဲ့ဒီမှာရှင်းရှင်းလင်းလင်းဖြစ်ရမယ်ကိစ္စလေးတွေကိုကျွန်တော်ပြောမယ်တတိတမန်ညံမြေတကလုံးနဲ့အာယုံစိုက်ပြီးအဆုံးထိနားထောင်ဖို့လိုတယ်နားထောင်ပြီးရင်တွေးပါတွေးပြီးစဉ်းစားပါစဉ်းစားပြီးအမှားနဲ့အမှန်ဓမ္မနဲ့အာရမခွဲခြားရက်တည်ပါတေတကူနဲ့ဝိရသူလို38ဖြာမင်္ဂလာတရားတော်ပြန်တင်ရမယ့်အခြေအနေမျိုးမလုပ်နဲ့အာသိဝါလာစအာသိဝါလာစဘာလာနန်လူမိုက်ကိုလင်းရှောင်းနေရွဲလို့မမီဝဲနဲ့ကင်းအောင်နေဆိုတဲ့38ပြာမင်္ဂလာတရားတော်မသိတဲ့ပြီးဝင်သားတို့ရွှေကျင်ဂိုင်းကျုပ်တွေဗမာပြည်မှာလူတက်ကြီးလုံနေတော့ဒီတိုင်းပြည်မှာမပြတ်ရင်ဘယ်တိုင်းပြည်မှာမပြတ်ဘူးရှင်းရှင်းပြောတာကြိုက်ချင်လဲမကြိုက်နိုင်နဲ့မကြိုက်ချင်လဲမကြိုက်နိုင်တယ်အမှန်အမှန်ပဲအမှားအမှားပဲအမှန်တရားပေါ်မှာချုံငိန်စွာပဲဒူးထောက်ရတာထက်ရှင်ကော်ပြီးအသေးခံလိုက်ပြီဒူးထောက်ပြီးတော့မရှင်းနိုင်ဘူးမရှင်းတန်ခြင်းအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီနေ့အဓိကဆွေးနွေးမဲ့ခေါင်းစဉ်ကိုသွားကြရအောင်အစိုးရတော်လှန်ရေးတရားဝင်မှုရန်ပုံငွေအလှငွေဆိုတဲ့ခေါင်းစဉ်၄ရက်ကိုကျွန်တော်ဟိုတရက်က Facebook မှာရေးတင်လိုက်တယ်အဲ့တော့ကျွန်တော်စိတ်ကူးထဲမှာမြင်နေတဲ့အခင်းချင်းတွေတွေးမိတဲ့အခင်းချင်းတွေဖြစ်ပေါ်နေတဲ့သတင်းတွေပေါ်အခြေတည်ပြီးဖြစ်ပျက်နေတာတွေကိုခေါင်းစဉ်တစ်ခုအနေနဲ့ကျွန်တော်ရေးတင်ပြီးတော့ကျွန်တော်2ရက်3ရက်လောက်ကျွန်တော်စဉ်းစားနေတယ်အစိုးရဆိုတာဘာလဲတရားဝင်မှုဆိုတာဘာလဲတော်လှန်ရေးဆိုတာကိုဘာလဲရမုံငွေအလူငွေကိစ္စတွေရှင်းရှင်းလင်းလင်းကျွန်တော်တို့ခင်ဗျားတို့သိမှရတော့မယ်ဆိုတာမျိုးကျွန်တော်တွေးမိတယ်အဲ့ဒီမှာထပ်ပြီးတော့မကွန့်ချင်ဘူးအချုပ်ချာအာဏာတို့ Federal Democracy တို့တဲ့မလားအဲ့ဒါတွေထပ်ပါရင်ရှည်သွားမယ်အဲ့တော့တစ်ဖြတ်ပြောမယ်ဟိုတရက်ကတော်လှန်ရေးဆိုတာဖိနှိပ်ခံသူဟုတ်ပြီအဲ့ဒီမှာအစိုးရရဲ့တရားဝင်မှုကဘယ်ရလာလဲဆိုတော့ပြည်သူလူထုရဲ့ထောက်ခံမှုဆိုတဲ့အချက်တစ်ချက်ပြည်သူလူထုကသူတို့အုပ်ချုပ်သူတို့ကိုအုပ်ချုပ်မဲ့သူကိုသူတို့ရွေးချယ်ခွင့်မရမချင်းအဲ့ဒီလူတွေကိုအစိုးရအဖြစ်မခေါ်တိုက်ပါမခေါ်တိုက်ပြည်သူလူထုကဒီအချိန်မှာဖို့ကြောပြစုခယူးစံကြုတ်စစ်တပ်ရဲ့နှိပ်စက်မှုဘုံကျဲမှုကြွားလုံးကျွတ်ထွက်ပြေးနေရမှုနဲ့ခို900မဲ့နေချိန်မှာကြည်လို့ရမြေတွေမှာကိုအစိုးရအဖြစ်တမုတ်နေကြတာမသိတော့ဘူးလို့ကျွန်တော်မြင်ပါတယ်။နောက်အစိုးရတရက်ဖြစ်လာပြီဆိုရင်မိခင်မသာလောဖွဲ့စည်းပုံအခြေခံဥပဒေတရက်လိုအပ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှတည်အစစ်စစ်သောဥပဒေများဤဥပဒေများပြဋ္ဌာန်းပြီးအဲ့ဒီအစိုးရရဲ့အုပ်ချုပ်ရေးနယ်မြေတွေမှာကျင့်သုံးရမယ်တရားစီရင်ရေးစနစ်စီးပွားရေးစနစ်လူမှုရေးစနစ်ပညာရေးစနစ်ဒါတွေလောက်ကြရမှာပါ
အဲ့တော့လက်ရှိအချိန်ထိကျွန်တော်ခွဲခြမ်းစိတ်ဖြာချက်ရဆိုရင်နံပါတ်1 NUG အစိုးရကိုကြည့်ရအောင် NUG အစိုးရကဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကစီမီစီကံဥပဒေနီလန်နာကိဥပဒေများနဲ့ရွေးကောက်ပွဲဝင်ပြီးနိုင်လာတဲ့သူတွေလက်ရှိမှာပြည်သူလူထုမန်ဒိတ်ရတယ်ဆိုပြီးအစိုးရလုပ်တယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာရှင်းရှင်းလင်းလင်းပြောချင်တာက2020မှာရွေးချယ်မဲပေးလိုက်တာဟာ NLD အစိုးရကိုဖြစ်ပါတယ် NUG ကိုမဲပေးရွေးချယ်လိုက်တာမဟုတ်ပါဘူးဒါတော့2008အောက်ကနေမဲပေးရွေးချယ်တာနော်အဲ့တော့အဲ့ဒီ NLD ကို NUG ကစက္ခံလာလား NUG ကိုဘယ်သူမဲပေးရွေးချယ်ခဲ့တယ်လဲ NUG ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အစိုးရလုပ်တာလေ NUG ဝန်ကြီးများကို CRPH ကဥမာဖြစ်တာဝန်ခံနေသူ CRPH ဆိုတဲ့လွတ်စော်ကိုစားပြုကော်မတီဟာ2008အောက်ကလုပ်တဲ့ရွေးကောက်ပွဲရလွတ်တော်အမတ်ဖြစ်လာတဲ့လူတွေဖွဲ့စည်းထားတဲ့ဆိုတဲ့ထိထားလိုက်ဒါဆိုရင်ရွေးကောက်ပွဲတစ်ခုရဲ့တက်တန်း9နှစ်ပြည့်သွားခဲ့ရင်တက်တန်းမကုန်ဘူးလားထာဝရအစိုးရလားထာဝရလွတ်တော်လုပ်ပါလားဒါတစ်ချက်ဆိုတော့ဒါတွေကိုကျွန်တော်စစ်တပ်ဝမ်းတောက်အောင်ပြောနေတာမဟုတ်စစ်တပ်ကအဲ့အလန်းကိုလိုက်နေတာအဲ့ချိုးကိုချိုးနေတာအဲ့ပုံစံကိုလုပ်နေတာကိုကျွန်တော်သိအောင်ပြောပြတာဒါကိုတစ်ဖက်က NUG ကလူတွေမသိတာလားမသိကြအောင်ဆောင်နေတာလားတိတ်တိတ်ပဲကြိတ်ပြီးဆွေးနွေးနေကြတာကျွန်တော်မသိဘူးအမှန်တော့ NUG အစိုးရကို CRPH ရဲ့တရားဝင်မှုကိုခြေဖြတ်ဖို့မာလာဖက်စစ်တပ်ဟာရွေးကောက်ပွဲရဲ့ဖွဲ့စည်း2008ဖွဲ့စည်းမှုအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲတက်တန်း9နှစ်ပြည့်တဲ့အထိစောင့်ပြီးတော့ဒီအချိန်မှာသူကရွေးကောက်ပွဲလုပ်ပြီးကျွန်တော်နောက်မှာပြောမယ်တရားဝင်မှု legitimacy ရအောင်လုပ်ဖို့ကြိုးစားနေတာဆိုတော့ IT အစိုးရရှင်းပါပြီပြည်သူလူထုရွေးကောက်တင်မြှောက်ထားသောအစိုးရကိုနေနေကိုသိမ့်ပိုက်ပြီးကိုယ့်အကိုခြံစည်းရုပ်ခတ်တဲ့အစိုးရကိုယ့်အကိုတင်ကျင်လို့တင်တဲ့အစိုးရအမျိုးမျိုးခြားထဲမှာကျွန်တော်တို့ဘောကမရှင်းတာရှင်ကောမမှာရေးခဲ့နောက်ရဆက်ပြောပြီးအဲ့တော့တရားဝင်မှု legitimacy ကိုမူးမင်းပြောတာကိုမူးမင်းအစိုးရတရက်ဆိုတာနေမြေရှိမှလက်နက်ရှိမှတက်ရှိမှမဟုတ်ပါဘူးဘာပြည်သူလူထုထောက်ခံရဲ့အစိုးရဖြစ်ပါတယ်ဘာညာပြည်သူလူထုထောက်ခံမှုအဲ့ဒါဆိုရင် maybe 1990ကန်ဒီဟောမှာလုပ်ဖို့ကန်ဒီအစိုးရဖွဲ့စည်းဖို့အတွက်နိုင်ငံတကာတန်တမန်များက90အမှတ်တွေကိုဗာပြောခဲ့တယ်လို့ကိုမုံမင်းကြားဘူးပါတယ်လို့ကျွန်တော်မေးကြည့်ချင်တာမမေးတော့ဘူးပြောပြလိုက်အဲ့ဒီမှာအစိုးရတရက်အနေနဲ့နိုင်ငံတကာကအတိမတ်ပြုဖို့နီလန်းတွေရှိပါတယ်ဥပဒေတွေရှိပါတယ်အဲ့ဒီမှာအတိမတ်ပြုဖို့ဆိုတဲ့အချက်2ချက်ကျွန်တော်ပြမယ်2နည်းရှိတယ်တနည်းကနိုင်ငံရေးအတိမတ်ပြုမှုနိုင်ငံရေးအတိမတ်ပြုမှုကတော့ကျွန်တော်အမေရိကန်အစိုးရကိုကျွန်တော်နိုင်ငံရေးထောက်ခံတယ်ဆိုလို့ရတယ်နော်အမေရိကန်အစိုးရက NUG ကိုနိုင်ငံရေးကြိုက်တယ် NUG တို့တော်လှန်နေတာကောင်းတယ်ဆိုတာရတယ်ဒါပေမဲ့တရားမဝင်ဘူးတရားဝင်မှုဥပဒေအရာအတိမတ်ပြုဖို့ကြတော့နံပါတ်1နေမီပိုင်းရမယ်နံပါတ်2တက်ရှိရမယ်နံပါတ်3အုပ်ချုပ်ခံပြည်သူရှိရမယ်နံပါတ်4ဘီရိုကရေစီရန်ရာရှိရမယ်နံပါတ်5နေပြအားဆိုအနေဆုံးအဲ့ဒီ4ချက်5ချက်တော့ရှိမှအစိုးရအဖြစ်ဥပဒေချောင်းရနိုင်ငံတကာတန်တမန်များကအတိမတ်ပြုရလိမ့်မယ်ဆိုတဲ့အချက်တစ်ချက်နံပါတ်1နံပါတ်2ပြည်သူလူထုထောက်ခံမှုဆိုတော့ဘာနဲ့တိုင်တာလဲ2008ဖွဲ့စည်းဖို့အခြေခံဥပဒေအောက်ကလုပ်တဲ့ရွေးကောက်ပွဲနဲ့နိုင်ရလာတယ်လို့တိုင်းတာမယ်ဆိုရင်NUG ကအစိုးရမဖြစ်အစိုးရဖြစ်တာ NLD ဖြစ်တယ်ဒါပေမဲ့တော်လိုင်းကြီးကာလာမှာမို့လို့တော်လိုင်းကြီးကိုဥဆောင်မဲ့အဖွဲ့အစည်းတရက်ကိုပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့အမတ်တွေကဥဆောင်ဖွဲ့စည်းတာဆိုတာကိုတော့လက်ခံလို့ရတယ်ဥပဒေမှာလည်းကာလအကန့်အသတ်မရှိဘူးဒါပေမဲ့ NUG အစိုးရဆိုရင်တော့နောက်ချင်းဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကရွေးကောက်ခံအမတ်တွေရဲ့အတည်ပြုမှုနဲ့ဆိုရင်တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရအချက်လက်တွေကိုသူတို့တွေ့ဖယ်လိုက်ရင်အရေးချင်းပြတ်ပြီးဘက်ကရက်တီပြီးတော့လက်နဲ့ဆွဲကင်တော်လန်ချင်းတီတော်လန်ရေးညီဤဖိနှိပ်သူကိုစားပြုတ်တဲ့ရဲတို့စစ်တပ်တို့တရားရုံးတို့ထွေအုပ်တို့ဆိုတဲ့ဘီရိုကရေစီရန်ရာဆန်တဲ့ပုံတံမျိုးဆိုရင်တော့တော်လန်ရေးပြတ်ပြီတော်လန်ရေးထဲမှာဘီရိုကရေစီရန်ရာလိုဖိ
ဖိနှိပ်ရေးရန်ရတွေတိဆောက်ပြီးတော်လန်သူအချင်းချင်းပြည်သူလူထုအပြစ်မဲ့သူတွေကိုဖိနှိပ်လာရင်တော့ဖိနှိပ်ခံဒီဘက်ကတော်လန်ရေးတရက်ထပ်ဆင်နွဲမယ်ဆိုတာငင်းစရာမရှိဘူး။ဒါကြောင့်လေတော်လန်ရေးရဲ့အနှစ်သာရသဘောသဘာဝကိုကဖိနှိပ်သူ့ကိုဖိနှိပ်ခံကတော်လန်တာဖြစ်တယ်။ဘာလို့တော်လန်တာလဲမတရားမှုအနိုင်ကျင့်မှုဖိနှိပ်မှုရက်စက်မှုအကြမ်းဖက်မှုအဲ့ဒီမှာမှလက်နက်နဲ့ဖိနှိပ်တာဥပဒေနဲ့ဖိနှိပ်တာစီးပွားရေးနဲ့ဖိနှိပ်တာအစရှိတဲ့ပြဋ္ဌာန်းခံဖိနှိပ်သူတွေညီပေါင်းစုံနဲ့လက်နက်အားကိုငွေအားကိုဩစာအာဏာအားကိုနဲ့ဖိနှိပ်တဲ့ကိစ္စကိုပြန်လှန်ပစ်တာခုခံတာအန်တုတာတော်လှန်ရေးဖြစ်ပါတယ်အဲ့ဒီတော်လှန်ရေးမှာပုံကန်တာနဲ့တော်လှန်တဲ့သဘောတရားလေးညှက်ပြောပါဦးမယ်ပုံကန်တယ်ဆိုတာကမိမိတို့ရဲ့ရလို့တဲ့အခွင့်အရေးတွေရပိုင်ခွင့်အခွင့်အရေးတွေကိုတောင်းဆိုချီတက်ဆန္ဒပြတပိတ်မောက်အန်တုမှုကပုံကန်မှုဖြစ်ပါတယ်ပုံကန်မှုမှာစနစ်ပြောင်းခြင်းမပါပါပုံကန်မှုမှာမိမိရဲ့တီးခြားအခွင့်အရေးတွေကိုဥမာလယ်သမားတပုံထားခဲ့တဲ့ဆရာဆန်ကိစ္စကိုကြည့်မယ်ဒါဟာပုံကန်မှုဖြစ်ပါတယ်လယ်သမားတွေပုံကန်တာဘာကြောင့်လဲလယ်သမားအခွင့်အရေးတွေတောင်းဆိုမှုဒါပေမဲ့သူကလယ်ယာမြေစနစ်ကြီးတစ်ခုလုံးပြောင်းလဲသွားဖို့အဆုံးစွန်ထိတောင်းဆိုမှုမဟုတ်ဘူးမိမိအခွင့်အရေးတွေကိုမိမိတောင်းဆိုတဲ့ပုံကန်မှုတစ်ခုအဖြစ်ပဲရှုမြင်လို့ရမယ်တော်လန်ရေးတော်လန်ခြင်းဆိုတာကြတော့စနစ်တိုင်းပြည်မှာလေပတ်တွေနဲ့စနစ်တွေအကုန်လုံးကိုအမြင့်ကလှန်ပြီးတော့ပြောင်းလဲပြစ်မဲ့ကိစ္စလေသမားလေယာစိုက်ပျိုးမှုစနစ်ပညာရေးစနစ်ကျန်းမာရေးစနစ်အုပ်ချုပ်ရေးစနစ်ဥပဒေမီယိုဖလာဘာသာရေးဘာညာတရကဒါတွေကိုမကြိုက်တော့ဘူးဒီစနစ်တွေကိုငါတို့ပြန်လဲပြုတ်ပြင်ပြောင်းလဲမယ်အမြင့်ကလှန်ပြီးဖြတ်သိမ်းမယ်ဆိုတဲ့စိတ်နဲ့ဆင်နွှဲခြင်းဟာတော်လှန်ရေးလို့မြည်ပါတယ်ဒါကြောင့်ကျွန်တော်ဒီစကားတွေကိုဘာလို့ပြောနေလဲဆိုတော့ဒီနောက်ပိုင်းမှာကျွန်တော်မြေပြင်တက်တွေစီဆင်းသွားတာတွေဒီတော်လန်ရေးလွတ်မြောက်နေမြေတွေကိုရောက်သွားနေတဲ့အချိန်မှာတော်လန်ရေးကိုလက်နက်ကင်ပြီးဆင်နွှဲနေတဲ့ကျွန်တော်တို့ညီငယ်ရဲဘော်မိတ်ဆွေတွေထဲမှာအတွေးခေါ်အသိပေါ့တော်လန်ချင်းအသိတွေဟာလုံပန်စူးစမ်းနေရတဲ့မြေပြင်အခြေအနေတွေကြောင့်လက်လန်းမမီတာတွေမလိလာနိုင်တာတွေဖြစ်လို့ဒီစကားတွေကိုလာပြောတာဖြစ်ပါတယ်ကျွန်တော်ရဲဘော်ရေးတွေညီကိုများခင်ဗျာဖိနှိပ်သူကိုဖိနှိပ်ခံဘက်မှယက်တီချင်းသာတော်လန်ရေးရဲ့ပေတံဖြစ်ပါတယ်ဖိနှိပ်သူတွေဘက်ကယက်တီပြီးတနက်ကင်ပြီးဖိနှိပ်သူဘက်ကနေပြီးတော့ဝင်ရောက်ကူညီနေတယ်ဆိုရင်တော့တော်လန်ရေးမဟုတ်ပါဘူးဒါကဟိုရက်ကပြောပြီးသားပြန်ပြီးတော့စာနှွေးပေးတာအဲ့ဒီမှာကျွန်တော်ကကြော်ပြောလိုက်တယ်တော်လန်ရေးကျွန်တော်ခုနပြောတဲ့ခေါင်းစဉ်ထဲမှာအစိုးရတော်လန်ရေးတရားဝင်မှုအလူငွေရမဝေအဲ့တော့အစိုးရကိစ္စစပြောရအောင်လက်ရှိကတော့အစိုးရကဟိုရက်ကပြောသလိုတမနာကြီးက၄ယောက်ဒီနိုင်ငံကအခြေအနေတမနာ၄ယောက်ကြားထဲမှာဗျာများနေတဲ့ကျွန်တော်တို့ပြည်သူတွေဆိုတော့အစိုးရဆိုတာဘာလဲ why government အစိုးရဆိုတာဘာလဲအစိုးရချင်းမရချင်းကိုဘာနဲ့တိုင်းတာမလဲအဲ့ဒီအစိုးရရဲ့အနောက်မှာတရားဝင်မှုဆိုတာကပ်ပါလာတယ်။ဘာကြောင့်ဒီစကားကိုကျွန်တော်ပြောဖို့စဉ်းစားလိုက်လေရွေးချယ်လိုက်လေဆိုတော့ဇမင်းသားကြီးကိုမိုးမင်းကတိတ်မကြခင်ကပဲနိုင်ငံခြားရောက်သွားတယ်ထင်ပါတယ်။ Facebook စာမျက်နှာတော့ထပ်မှာ legitimacy တို့ NUG တို့ထပြောနေလို့ကိုမိုးမင်းကိုဒီနေရာကပြောလိုတာကနိုင်ငံရေးဆိုတာကပါဇက်ရှိတိုင်းစကားတက်တိုင်းပြောလို့မရပါဘူး။ဘဝနဲ့ရှင်းပြီးရလာတဲ့အသည့်တွေကိုနှလုံးသားထဲမှာယုံကြည်ချက်အဖြစ်တိဆောက်ပြီးဘဝတစ်ခုလုံးမြုပ်နှံထားရတဲ့ဘာသာရပ်ပုံစံဖြစ်ပါတယ်ပေါ့နော်ဟိုစာတိုပီဇာလေးဖတ်ဒီစာတိုပီဇာလေးဖတ်ပြီးအများရောင်တိုင်းလိုက်မရှောင်ဖို့တိတိကျကျလေ့လာပြီးတော့မှအတွင်းကြကြသိမှပြောပါဆိုပါနှမရင်ကိုမိုးမင်းပေါ်လေးစားသူတွေကကိုမိုးမင်းကိုမလေးစားတော့ပဲပြက်ရပြုတ်မှာဆိုလို့ကျွန်တော်ကသတိပေးတာပါအဲ့တော့တရားဝင်မှုကိုမသွားခင်မှာအစိုးရကိုသွားမယ်ဟုတ်ပြီအစိုးရဆိုတော့ဗမာပြည်မှာကအစိုးရကဘယ်နှစ်ရက်လောက်ရှိနေလဲဆိုတော့လောလောဆယ်မှာကျွန်တော်မြင်တယ်လို့3ရက်ရှိတယ်3ရက်မကဘူး
IEC အစိုးရဆိုတော့ KNI အစိုးရရှိတယ်unit အစိုးရတွေရှိတယ်ကော်တူးလေအစိုးရရှိတယ်မင်းအောင်လှိုင်ရဲ့စစ်အစိုးရစစ်အစိုးရလို့သူနာမည်ခံနေပေါ့ဗျာအစိုးရရှိတယ်နောက်တစ်ခုက NUG အစိုးရရှိတယ်အစိုးရအတော်များနေဗျအစိုးရအတော်များတယ်အတော်များတဲ့အစိုးရအကြောင်းကျွန်တော်တို့သိဖို့လိုအပ်ပြီလေနော်အဲ့တော့အစိုးရဆိုတာကတော့ရှင်းပါတယ်ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့သူလို့အကြမ်းမြင်ပြောလို့ရပါတယ်အတိုင်းပြည်တည်ငြိမ်အေးချမ်းနေတဲ့ကာလတွေမှာပြည်သူကရွေးကောက်ပွဲနဲ့ရွေးချယ်တင်မြှောက်ပြီးပြည်သူသဘောထားဆန္ဒဖြင့်လွတ်တော်ခေါ်တယ်လွတ်တော်ကနေပြီးတော့ပြည်သူလူထုရွေးချယ်လိုက်တဲ့အမတ်တွေကနေပြီးတော့သမရရွေးတယ်ငါသမရရွေးပြီးအစိုးရဖြစ်တယ်ပေါ့ဗျာဒီလိုပုံစံကို2015ကာလတွေမှာပြဖြစ်တယ်ပြည်သူကရွေးချယ်တယ်ကြိုက်သည်ဖြစ်တယ်မကြိုက်သည်ဖြစ်တယ်ရွေးချယ်တယ်မဲနဲ့အနိုင်ရသွားတယ်အစိုးရဖြစ်တယ်ဒီကာလမှာကျတော့ကျွန်တော်တို့ကရှုပ်ထွေးသွားတယ်အစိုးရဆိုတဲ့ကိစ္စကဘလို့ရှုပ်ထွေးလဲဆိုတော့နံပါတ်1ကိုနေရာတွေကိုတိုက်ယူပြီးတော့အစိုးရထူထောင်ကြတယ်ကိုနေမြေမှာနံပါတ်2 2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေရွေးကောက်တင်မြှောက်ခြင်းခံရတဲ့သူတွေကပြည်သူလူထုရွေးချယ်မဲပေးရတယ်ဆိုပြီးအစိုးရအဖြစ်သူတို့ကိုသူတို့တမုတ်ကြတယ်နံပါတ်3ဒီမင်းအောင်လှိုင်ကတော့တနက်အာကူပြီးကြမ်းတမ်းရုံမှာဆိုတာနဲ့ကိုအစိုးရအဖြစ်ဘိုးဝင်ခံတယ်ဒီ3ချက်အဲ့ဒီမှာတစ်ခုချင်းပြန်ရှင်းမယ်ကိုနေမြေကိုတိန်ကိုတိုက်ကိုယူကိုနေမြေကိုခွဲချမ်းစိတ်ဖြာမှာ MNDAA တို့ TNL တို့အစရှိတဲ့တက်တွေဆိုသူတို့ကိုသူတို့ဒါအစိုးရတွေပါသူတို့လောက်ကြပြီပေါ့ဗျာနော်ဝပြည်နယ်အစိုးရတို့ပါလောက်ကြကော်တူးလေအစိုးရတို့ပါနော်အဲ့တော့မင်းတို့ပါဇက်ကပြောရတာလဲလက်တွေ့လှုပ်ချင်လွယ်လေးဗျာကျွန်တော်ပြောရင်တော့ကျွန်တော် episode နေပေးမလားအဲ့ဒီအခွင့်အာဏာတွေပေးမလားကျွန်တော်လုပ်ပြမယ်ဆိုတာမျိုးပေါ့NUG အလုံးလို့ရတဲ့အနေအထားတရက်ကိုရှိနေပါရဲ့သားနဲ့ဘာကြောင့်မလုပ်တာလဲဆိုရင်မေခွန်းကိုလည်းကျွန်တော်ကအကျန်းစိတ်ဝင်စားတယ်တပ်ပေါင်းစုလို့ရတယ်သူ့မှာငွေကြေးအင်အားလူအင်အားလက်နက်အင်အားအခြားသောသူတွေတက်တာလွန်းတယ်ကျွန်တော်တို့တက်တာလွန်းတယ်ကျွန်တော်တို့လောက်တာတက်သူလောက်မယ်ဆိုရင်အစတရတာလွန်းတယ်ဘာကြောင့်မလုပ်တာလဲဆိုရင်မေခွန်းကိုလည်းကျွန်တော်အကျန်းသိချင်အားလုံးကျေးဇူးတင်ပါတယ်